ကလေးနှစ်ဦးသည်ရဟတ်ထိပ်မှပြုတ်ကျလိုနီးပါးဖြစ်နေပါပြီ။အခြားခန်းထဲထိုင်နေသောရဲအရာရှိကမြင်သွားပြီးကူညီဖို့ပြေးလာခဲ့တယ်။ဆက်လည်နေဆဲတွင်သူသည်တခန်းမှတခန်းခုန်ကူးခဲ့ပါတယ်။သို့သောဒီတစ်ကြိမ်ခုန်ရာတွင်ပြုတ်ကျလိုနီးပါးဖြစ်သွားခဲ့တယ်။ကံကောင်းစွာပဲစုံသွဲကကူညီပေးခဲ့လို့ရဲအရာရှိမှပြန်တက်နိုင်ခဲ့ပါတယ်။ထိုတောအတွင်းအောက်ရှိလူများသည်အတုံးမကျရက်ကြည့်နေစဉ်ဆက်ဆရာမှာဆက်ရက်ရန်စူးစမ်းနေရဲ့နောက်ဆုံးတော့အရာရှိကအပေါ်ထက်တက်သွားပြီးကျိုးတစ်ချောင်းကိုဆွဲယူတယ်။ထို့နောက်ရှောကြကအခြားခန်းတစ်ခုပေါ်သို့ဆင်းသက်ခဲ့တယ်။ထိုအချိန်မှာဆက်ပြက်ပြီးရပ်သွားခဲ့တယ်။ရဲအရာရှိကဒီအခွင့်အရေးကိုအသုံးချကကလေးများစီသို့ခုန်သွားခဲ့ပါတယ်။ထို့နောက်ကိုကျိုးဖြင့်ကြီးကကလေးများစီသို့လျှောဆင်းတဲ့ကောင်လေးကညီမကိုအရင်ကယ်ဖို့တောင်းဆိုပါတယ်။ရဲအရာရှိကမိန်းကလေးလက်ကိုဆွဲကကြောပေါ်တင်ပါတယ်။ရုတ်တရက်ကျိုးပြက်ပြီးလွင့်သွားတဲ့ကောင်လေးမှာဝေးရာတွင်ကြံခဲ့ပါတယ်။ရဲအရာရှိကခုန်ချဖို့ပြောတော်လဲကောင်လေးမှာအလွန်ကြောက်နေပါတယ်။သူ့လက်ကိုဆွဲယူနိုင်ချိန်တွင်လွတ်ကျလိုနီးပါးဖြစ်ခဲ့တယ်။ရဲအရာရှိကခြေထောက်ကိုတေချာကင်ထားရန်အော်ပြောတယ်ထို့နောက်သူတို့သည်ကျိုးပေါ်မှလျှောဆင်းကြတယ်။မြေပြင်ရောက်ခါနီးတွင်အထက်မှအခန်းပြက်ကသူတို့ပေါ်သို့ကျလိုနီးပါးဖြစ်ခဲ့တယ်။နောက်ဆုံးတွင်ရဲအရာရှိကကလေးများနှင့်အတူမြေပြင်ပေါ်သို့ခုန်ချပြီးလှိမ့်ထွက်နိုင်ခဲ့ပါတယ်။